pocket option မှာကျွန်တော်တို့ verification ကိုအဆင့်ပြည့်ရအောင်ပေါ့နော်ဘယ်လိုမျိုးလုပ်ရမလဲပေါ့နော် 100% ကျွန်တော်တို့ account verify ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ video ဖြစ်တယ် Okay ပထမဦးဆုံးကတော့ကျွန်တော်ရဲ့ TikTok ဆိုရင် TikTok ရဲ့ bio ကိုသွားမယ်ဆိုရင်ကျွန်တော် link ချပေးထားတယ်အဲ့ link လေးကိုနှိပ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ထဲကိုရောက်သွားမယ်ကျွန်တော် Facebook တို့ YouTube တို့ဆိုရင်တော့ကျွန်တော် link လေးချပေးထားမယ်အဲ့ link ကနေကျွန်တော် channel ထဲကို join လုပ်ရတယ် post လည်းဖြစ်မယ်ဒါမှမဟုတ် account ဖွင့်ရင် link လို့ရေးထားတဲ့ဟာလေးရှိတယ်အဲ့မှာ link တစ်ခုရှိလိမ့်မယ်ဘယ်ရဲ့ link ကိုပဲဖြစ်ဖြစ်ကျွန်တော်တို့ copy လုပ်မယ်ဟုတ်ပြီနော် copy လုပ်ခဲ့ပြီးပြီဆိုရင်ကျွန်တော်တို့တွေသုံးတဲ့ဖုန်းပေါ်မူတည်ပြီးမှ browser တစ်ခုခုမှာပေါ့နော် Google မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လဲ Chrome ဒါမှမဟုတ်လဲ Safari ဒါမှမဟုတ်လဲ Firefox ပေါ့နော်တစ်ခုခုမှာလာပြီးမှ paste လုပ်လိုက်မယ် Okay paste လုပ်လိုက်ပြီဆိုရင်ရပြီ paste လုပ်လိုက်ပြီဆိုရင်ဒါမျိုးစာမျက်နှာလေးပေါ့ပြီ Okay ဒီမှာဆိုရင်ကျွန်တော်တို့တွေကကိုသုံးတဲ့ email ပေါ့နော်ကိုသုံးတဲ့ email ကိုကျွန်တော်တို့ရိုက်ထည့်email ရိုက်ပြီးပြီဆိုရင်ကျွန်တော်တွေက password ပြန်ရှာရမယ်password ကပေါ့နော် email ရဲ့ password ဖြစ်စရာမလိုအဓိကတော့ကျွန်တော်တို့တွေကဒီ pocket option ရဲ့ password ပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ I have read and accept ဆိုတဲ့ following agreement ဆိုတာလေးကိုနှိပ်မယ်ပြီးပြီဆိုရင် sign up လေးကိုနှိပ်လိုက်မယ် Okay ကျွန်တော်ကတော့ save ထားလိုက်ပါမယ် Okay ဒါဆိုရင်ဒီလိုမျိုးစာမျက်နှာလေးပေါ်လာပြီဒါဆိုရင်ကျွန်တော်တွေ continue နှိပ်မယ် Okay ကျွန်တော်ဒီမှာတော့ကျွန်တော်မြန်မာပဲရွေးရလိမ့်မယ်ဟုတ်ပြီနော်မြန်မာပဲရွေးရမယ်ကျွန်တော်တို့မြန်မာတွေပဲဖြစ်တဲ့အတွက်ကြောင့်လို့မြန်မာရွေးရမယ်မြန်မာ passport တွေပါညာတွေပေါ့နော်ပြီးပြီဆိုရင်ဒါမျိုးစာမျက်နှာပေါ်တယ် start ကိုပဲနှိပ်လိုက်ပါရှုပ်တယ် Okay နည်းနည်းလေးစောင့်ပြီးပြီဆိုရင်ကျွန်တော်တွေဒီပေါ့နော်ဒီလူပုံလေးကိုကြည့်မယ်အစိမ်းအောင်လူပုံလေးကိုတစ်ချက်နှိပ်လိုက် Okay နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တွေသွားရမယ့်နေရာကတော့ profile ကိုသွားရတယ် profile ပြီးပြီဆိုရင်နောက်တစ်ခါလဲ profile ပဲ Okay ဒါဆိုရင်ကျွန်တော်တွေက confirmation ပေါ့နော် confirmation နဲ့ပြောလို့ရတယ်ဒါမှမဟုတ် email verification ပေါ့နော် email verification ကိုရောက်မယ်ဒါဆိုရင်ကျွန်တော်တွေ continue နှိပ်တယ် Okay continue နှိပ်ပြီဆိုရင်ကျွန်တော်တွေဒီ account ဖွင့်ထားတဲ့ email ထဲကိုသူတို့တွေကကုတ်ပို့ထားပြီကုတ်ပို့ထားတာမဟုတ်ဘူး verification mail ပေးထားပြီကျွန်တော်တို့ mail ဖွင့်ထားတယ်ပေါ့နော်ကျွန်တော်တို့ account ဖွင့်ထားတဲ့ email ထဲကိုဆိုရင်ဒါမျိုးလေးဝင်နေပြီ Okay ဒါဆိုရင်ကျွန်တော်တို့ဒါလေးကို verify mail လေးကိုနှိပ်လိုက်တယ်ဆိုရင်အဆင်ပြေပြီဖြစ်တယ် Okay ဒါဆိုရင်ကျွန်တော် email မှာတော့ verify ဖြစ်သွားပြီဟုတ်ပြီနော်ဒါဆိုရင် first name last name မှာဆိုရင်ကျွန်တော်တွေကကိုယ့်ရဲ့ passport တော့၎င်း driving license တော့၎င်းဒါမှမဟုတ် smart card ပေါ့နော် smart card နဲ့လည်းရတယ် smart card တော့၎င်းအဲ့မှာရေးထားတဲ့နာမည်စာလုံးပေါင်းတူအောင်တော့ရေးပေးရမယ်ဗျရေးတယ်နာမည်ရေးပြီးပြီဆိုရင်ရတယ်အမှန်ချစ်မယ်ပြီး last name မှာဆိုရင်လည်းဥပမာထားပါတော့နော်နာမည်ကဦးလာဝင်းပဲထားပါတော့ဦးလာဝင်းဆိုရင် first name မှာဦးလာလို့ရေးပေးလိုက် last name မှာဝင်းလို့ထည့်ပေးလိုက်ဗျအဲ့ဒါကအဆင်ပြေလိမ့်မယ် Okay first name last name ပြီးရင်ဖုန်းနံပါတ်ပါညာပေါ့နော်ဖုန်းနံပါတ်ပါညာလည်းပြန်ရေးမယ်ပြီးပြီဆိုရင် date ကိုလည်းကျွန်တော်တို့တွေရဲ့ smart card တွေ passport တွေမှာပါတဲ့ date ကိုပဲထည့်ပေးရပါမယ်တချို့လူတွေကရှိတယ်ဗျာကျွန်တော်တွေကမွေးတက်ဂရိတ်နဲ့တကယ်စာရွက်စာတမ်းတွေမှာပါတဲ့ဟာမတူအဲ့ဒါအတွက်ကြောင့်မလို့ပေါ့နော် Okay အကုန်လုံးရွေးပြီးပြီဆိုအမှန်ချစ်မယ်ဟုတ်ပြီဒါဆို verification အပေါ်မှာတော်တော်များပြီးသွားပြီဒါဆိုရင်အောက်ဘက်ကိုဆင်းတဲ့အချိန်မှာ choose the country မှာဆိုရင်ကျွန်တော်တွေကမြန်မာပဲရွေးပေးရမယ်ပြီးပြီဆိုရင် confirm နှိပ်တယ် Okay ရပါတယ် I consent ဆိုတာလေးနှိပ်ပေးလိုက်မယ် Okay issue of country မှာကျွန်တော်တွေမြန်မာပဲရွေးမယ်နော်မြန်မာပဲရွေးတယ် Okay ဒီမှာဆိုရင်ကျွန်တော်တွေရွေးလို့ရတဲ့ဟာတွေကဒီမှာလေOVID card တွေ national ID card တွေ Okay national ID card မှာဆိုရင်ကျွန်တော်တွေကဘာရလဲဆိုတော့ဟိုကသုံးလို့ရတယ်အခုမြန်မာနိုင်ငံမှာရှိတဲ့ smart card တွေသုံးလို့ရတယ်ဟုတ်ပြီလားဒါပေမဲ့ကျွန်တော်ကတော့ passport ကိုပဲကျွန်တော်သုံးဖို့ပိုအဆင်ပြေတယ်ဒါဆို passport ကိုနှိပ်တယ် continue ရွေးမယ်ဟုတ်ပြီပြီးပြီဆိုရင်ဒီမှာသူကနမူနာပုံလေးပြတယ်တွေ့လား passport ကိုဘယ်လိုမျိုးရိုက်ပေးပါဘာညာပေါ့နော် Okay ဒီ passport ဆိုရင်အဓိကလိုချင်တာကတော့
သူတို့တွေက passport တစ်ခုလုံးကိုမြင်ချင်တယ်ပြီးပြီဆိုရင်တောင်း၄တောင်းစလုံးကိုပုံထဲမှာပါချင်တယ်အဲ့လိုမျိုးပေါ့နော်ဒါသူတို့လိုချင်တဲ့ဟာဒါဆိုရင်ကျွန်တော် continue နှိပ်တယ် okay ပြီးပြီဆိုရင်ကျွန်တော်ရဲ့ passport ကိုကျွန်တော်တက်ပုံရိုက်တယ် passport ကိုတက်ပုံရိုက်တဲ့အချိန်မှာဆိုရင်ကျွန်တော်တွေလိုအပ်တာကဟောပေါ့နော်အလင်းရောင်မပြန်ဖို့ကအရန်အရေးကြီးတယ် okay ဒါဆိုရင်ကျွန်တော်သူ့ဘာသူ auto ရိုက်ပေးတာဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော် continue နှိပ်ပြီး okay ဒါပြီးပြီဆိုရင်တော့ကျွန်တော်တွေကဟောပေါ့နော်မျက်နှာ scan ပေါ့နော် face ID လိုမျိုးပဲဘယ်ညာလှည့်ပေးရတာအဓိကတော့မျက်မှန်တွေ mask တွေအုံနောက်တွေsorry အုံနောက်ပြင်နေဘယ်လိုအုတ်ထုပ်တွေပေါ့အုတ်ထုပ်တွေမစောင်းထားဖို့အရေးကြီးတယ်ဟုတ်ပြီနော် continue နှိပ်တယ်YG ပပတ်ပေါ့နော် YG ပပတ်သူလိုချင်လိုမျိုးပဲ YG ပပတ်နှိပ်ပေးလိုက်တယ်ဆိုရင်ကျွန်တော်တွေအဆင်ပြေပြီဒီလောက်ဆိုရင်ကျွန်တော်ရဲ့ profile ကတခါတည်း verify ဖြစ်လောက်ပြီတစ်ချက်ကြည့်လိုက်အောင် okay ကျွန်တော် profile က verify ဖြစ်သွားပါပြီဒါဆိုရင်ငွေသွင်းငွေထုတ်ကိုလွယ်လွယ်ကူကူလုပ်လို့ရပါပြီ